American ရေတက်တင်မောများထက်ဖြစ်တဲ့ရေတက်တင်မောများကပုံမခင်မီနေပုံရသည့်အကြောင်းရင်းမှာအပယ်နည်းကျွန်ုပ်ရှင်းပြပါမည်လူများစုကဖိတိရှတင်မောများပုံမတစ်ဆန်းနေသည်မှာနောက်ပိုင်းတွင်တိဆောက်ခဲ့သောကြောင့်ဟုထင်မြင်ကြသည်သို့သောရှင်းဟောင်းဖြတ်တင်မောများကိုယနေ့ထိတိုင်တိဆောက်နေဆဲဖြစ်ပြီးရင်းတို့ရဲ့အတွင်မှာရှင်းဟောင်းပုံစံအတိုင်းပင်ရှိနေဆဲဖြစ်သည်ဖြစ်တဲ့ရေတက် E-Type 45ဖြတ်တင်မှာကို1990ပြည့်လွန်နောက်ပိုင်းတွင်ဒီဇိုင်းရေးဆွဲခဲ့ပြီးရင်း၏အနောက်ရှက်ကင်းသောနည်းပညာကိုမူလအခြေခံဒီဇိုင်းမှစတင်ကထည့်သွင်းထားသည့်စက်ပစ္စည်းများနှင့်ကယ်ဆယ်ရေးလေများကိုချုံးငွေတော်ပြားများဖြင့်ကာရန်ဖုံးကွယ်ထားသဖြင့်တန်ရှင်းသောအတွင်ပြင်လိုင်းများရရှိသည့်ရှင်းဟောင်းကလပ်1980ပြည့်လွန်နှစ်များတွင်ရိုးရာဖြစ်တင်မောဖွဲ့စည်းပုံအပေါ်၌အနောက်ရှက်ကင်းအင်္ဂါရက်များထပ်ဆောင်းခြင်းဖြင့်ဒီဇိုင်းရေးဆွဲခဲ့သည့်သို့သောဓာတ်45ဤဒီဇိုင်းသည်ကုန်ကျစရိတ်ပုံမမြင့်မားစေသည်ရှင်းဟောင်းကလပ်တွင်ဒုံးပြန်ထိုးကရိယာကို16လုံးတက်ဆင်ထားနိုင်စွမ်းရှိပြီးဓာတ်45တွင်48လုံးသာရှိသည့်ရှင်းဟောင်းသည်ကုန်းမြေပြင်းမှန်များအားတိုက်ခိုက်ရန်သို့မဟုတ်ခရုစ်ဒုံးပြန်များပြစ်လွတ်နိုင်စွမ်းရှိတော်လဲဓာတ်45မှာလေကြောင်းကာကွယ်ရေးတစ်ခုတည်းကိုသာအထူးကထားသည့် American တင်မောများသည်မျိုးစုံသောတာဝန်များအတွက်တိစောက်ထားပြီးပင်လယ်ပြင်တွင်ရှစ်လကြာအောင်စခန်းချနေနိုင်သည်